မကြဘူးကြားဘူးထက်မှထက်ကရှေ့အကျင့်နဲ့များရှိရတယ်နော်မှန်ပါဗျာခြေတွန်းခင်လုံးတပြုံပြုံပေါ့မှန်ပါဗျာ9နှစ်တော့ပေါင်းသေးစစ်ဆန်ခဲ့တာတာသမီးကတယောက်မှမရဘူးမှန်ပါဗျာလိုအားလည်းခေအခါသမယနဲ့နှစ်ယောက်တော့အလိုကောင်းတာကိုမှန်ပါပိတ်ဆိုင်ရတော့စုမိတာပေါ့မှန်ပါဗျာရွှေတွေဝယ်ထားတာဗျမှန်ပါဗျာ9နှစ်ကကျတော့သားလေးတယောက်မွေးတာပေါ့မှန်ပါဗျာကြောင်လေးအဝတ်ဆိုရလို့အဲ့ဒါသားလေးနဲ့ပျော်နေတော့တာမှန်ပါဗျာအဲ့ဒါမိခင်ကကြီးပွားရေးလုပ်နိုင်ပါမလားမလုပ်နိုင်ပါဘူးသူ့လူကကလေးမွေးကလေးထိန်ပေါ့မှန်ပါဗျာကြီးပွားရေးကတယောက်ရော့သွားပြီနော်မှန်ပါစားဖို့ကတယောက်တိုးလာပြီမှန်ပါဗျာနောက်နှစ်သားချတော့တာပေါ့မှန်ပါ9နှစ်ကျတော့သား9ယောက်ပေါ့မှန်ပါဗျာစားဖို့က9ယောက်တိုးမလာဘူးလားတိုးလာပါအလုကတော့2ယောက်လောက်တယောက်ရော့မသွားလားရော့သွားပါရှိတဲ့ပိတ်ဆံရွှေလေးကိုဖြုတ်ရတော့တာမှန်ပါဗျာဒါတော့ဖြုတ်ကြရကမရှိပြီမှန်ပါလင်ကဒေါသဖြစ်လာပြီမှန်ပါဗျာဥစ္စာပြောစဖို့ကဥစ္စာပြမိဖို့ကြောင့်အာကြီးသုံးတာပေါ့မှန်ပါဗျာနေမရနောင်ချင်းချတော့တာဗျာမှန်ပါဗျာကွဲရတော့တာနော်မှန်ပါဗျာနေမကွဲတာ3လကြာသွားပြီပေါ့မှန်ပါဗျာရဲကွဲမှရှိတဲ့လူကြီးတွေကဟိုရက်ကွဲတရွကကြားလို့မကောင်းဘူးပေါ့မှန်ပါဗျာပြန်ပြီးတော့စစ်တယ်မှာပေါ့မှန်ပါမင်းကအမျိုးသမီးဖြစ်ကတာဝန်ယူပေါ့မှန်ပါငါအမျိုးသားဖြစ်ကတာဝန်ယူမယ်မှန်ပါဗျာမင်းတို့လေများရန်တွေ့တာဘယ်နှကြိမ်ရှိပြီလဲမမေးရဘူးမေးရပါဗျာအခုတစ်ကြိမ်ပေါ့မှန်ပါဗျာငါတို့မှ4ကြိမ်ရှိပြီကွယ်မှန်ပါအခုမှနေသားကြတာမှန်ပါဗျာတစ်ကြိမ်တစ်ခါတော့သိခံအောင်ပေါ့မှန်ပါဗျာမင်းတို့ထမင်းစားတဲ့ကရှာလို့သားမကြိုက်မိဘူးလားမမေးရဘူးမေးရပါဗျာကြိုက်မိတယ်လို့အဖြေမပေးလားမေးပါဗျာအားကြီးလို့ကြိုက်ထားလို့မမေးရဘူးလားမေးရပါမတော်လို့ကြိုက်မိတာမှန်ပါဗျာအဲ့တော့ပြေလေမသွားဘူးလားပြေလေသွားပါဗျာပြေလေသွားစစ်ဆိုးပြေမသွားဘူးလားပြေသွားပါဗျာလေမရပြန်ပြီးတော့မပေါင်းမိဘူးလားပေါင်းပြီပါဗျာအမျိုးသမီးအမျိုးသားမှာမုန်းရတကယ်ပါရင်ပြန်ပေါင်းလို့ရမလားမရပါဘူးဗျာမုန်းရပါမပါမပါဘူးဗျာဒေါမနတာဝေဒနာစိတ်မှာပေါ်သည်မောဘူးလားဟောပါဗျာလေ့လာနော်မှန်ပါဥပ္ပကဝေဒနာမျက်စိမှာပေါ်သည်မောဘူးလားဟောပါဗျာအဲ့လိုလေ့လာဖို့မကောင်းဘူးဟောပါဗျာလေများရင်တွေ့တယ်ဆိုတော့ချိတ်ဆက်ပါလို့မပါလို့မပါဘူးချိတ်ဆက်မပါတာလေများရင်တွေ့တာကတိတ်တိတ်မခံလားမှန်ပါဗျာသူ့စိတ်မှာဖြစ်တာမှန်ပါဒေါမနတာဝေဒနာစိတ်မှာပေါ်သည်ဒေါမနတာသူ့စိတ်မှာပေါ်နေတာနော်မှန်ပါဗျာလေ့လာဖို့မကောင်းလားကောင်းပါလေအမျက်စိမှာဖြစ်တာပေါ့မှန်ပါဥပ္ပကဝေဒနာမျက်စိမှာပေါ်နေတာမှန်ပါဗျာလေ့လာဖို့မကောင်းလားကောင်းပါလေအဲ့ဒီအမျိုးသမီးနဲ့အမျိုးသားမှာခြေစားပါရင်တွေ့ပါမလားမတွေ့ပါဘူးဗျာမုန်းရပါပြန်ပေါင်းလို့ရပါမလားမရပါဘူးအဲ့ဒါသူ့စိတ်မှာဖြစ်တာမှန်ပါအဲ့ဒီစိတ်ကအိမ်မက်ပမာဏလို့ဥမာပေးမဟုတ်ဘူးလားဟောပါလေဗျာမြင့်လက်ပမာဏလို့ဥမာပေးလို့မဟုတ်လားဟောပါလေအိမ်မက်ထဲမှာရှိုးငိုးရလို့မေတ္တာတွေမရှိလားရှိပါလေဗျာမနှိုးခေကြတော့စိတ်ကူးမရင်ဘူးလားရင်ပါပါဗျာကားကို30 40မှန်ပါပါတက်ကို9လုံးမှန်ပါဗျာ9ထက်တဲ့က9လုံးဆောက်တာမှန်ပါဗျာရွှေဦးကြီးကရာဝေအိုးလည်းအပြည့်ရတယ်ရွှေကမှန်ပါဗျာအဲ့တော့ရာဝေအိုးတွေဆိုတော့ကစားလို့ဘာလို့တော့100ပေါ့မှန်ပါရွှေဆိုတော့300လောက်ရှိမှာပေါ့မှန်ပါဗျာအဲ့ဒါ30ထူရောင်းတာပေါ့မှန်ပါဗျာအကုန်လုံးအယောင်စီးတွေဗါတဲ့နဲ့အကုန်ထားတာမှန်ပါဗျာသူကဟောဆိုင်ကြည့်လိုက်တဲဆိုင်ကြည့်လိုက်စီးကြည့်လိုက်ညနေဝင်အမြက်ကဘလောက်ဝင်တယ်အရင်ကဘလောက်အဲ့လိုပြုတော့မှတပြိုးမျိုးနဲ့မနေလားဟဲ့နေပါရဲ့ဗျာစိတ်ကူးရင်နေတာနော်မှန်ပါဗျာအဲ့တဲ့လူကအကျော်ကျော်ရောင်းတယ်လူမှန်ပါဗျာနိုးလာတဲ့ခါကျတော့သူစိတ်ကူးတိုင်းဖြစ်ခဲ့လားမဖြစ်ပါဘူးဗျာအကျော်ကျော်ဆင်းရတော့ဗျာမှန်ပါဗျာကြားလားဟဲ့မနိုးခင်ကြတော့စိတ်ကူးမရင်လားရင်ပါရဲ့ဗျာအခုလည်းမိမိကသဘောကျတာမကျတာသူစိတ်မှာဖြစ်တာမှန်ပါဒေါမနတာဝေဒနာစိတ်မှာပေါ်သည်ဒေါမနတာစိတ်မှာပေါ်သည်မဟုတ်ဘူးလားဟောပါရဲ့ဗျာစိတ်မှာဖြစ်အိမ်မက်ပမာဏမှန်ပါတကယ်ရှိတာဟုတ်ကဲ့လားမဟုတ်ပါဘူးအဲ့လိုရှိတယ်ຢာကတော့တာမောဖြစ်ချလို့သိရမလို့ပါဘူးမလို့တော့ဘူးပဲနော်မှန်ပါဗျာအဲ့ဒါလွင်ချက်တွေပေါ့မှန်ပါဗျာမြည်ရှိပေါက်ကချေချေမုံရှင်းလွယ်ရင်နားမှာကမလွယ်ဘူးလားလွယ်ပါလေဗျာအတန်မှာလည်းလွယ်တယ်နော်မှန်ပါဗျာနားမှာချေချေမုံရှင်းလွယ်ရင်အနဲ့မှာကမလွယ်ဘူးလားလွယ်ပါလေဗျာအနဲ့မှာလွယ်တဲ့ကလျှာနဲ့ပက်သေးတယ်ချိုးချစရတာ6ပါးလျှာမှာကမလွယ်ဘူးလားလွယ်ပါလေဗျာလျှာမှာလွယ်ရင်ကိုယ်မှာကမလွယ်ဘူးလားလွယ်ပါလေဗျာအဲ့ဒါယုံကြည်ဖို့မကောင်းလားကောင်းပါလေအဲ့ဒါတော့ဘာဝတ္တပါနေနဲ့ပွားကြည့်ပါမှန်ပါဗျာလေ့လာဖို့မကောင်းလားကောင်းပါလေဗျာဒုက္ခဝေဒနာကိုမှာပေါ်သည်ဒုက္ခဝေဒနာကိုမှာပေါ်သည်မဟုတ်ဘူးလားဟောပါလေဗျာအဲ့ဒါအကျိုးဝိပါကဝက်ခိုင်တာ
မှန်ပါဗျာ စဉ်းစားနော် မှန်ပါဗျာ လူတယောက်ကဈေးဝယ်သွားတာမိုးလင်းတဲ့ခါကျတော့လမ်းကချောတာကို မှန်ပါဗျာ စိတ်ဘက်ကမှချော်ပြီးတော့လဲသွားတော့တာ မှန်ပါ ခြေသေးကြီးကလန်နေလို့တာ မှန်ပါဗျာ တွေးတွေထွက်ဒူးတွေကပဲ့ကြလာ မှန်ပါဗျာ မအော်ဘူးလား ဟောပါရဲ့ဗျာ မငိုဘူးလား ဟောပါရဲ့ဗျာ နာလွန်းတော့ငိုတော့တာ မှန်ပါဗျာ အဲ့ဒါခံစားနေတာသူတွေငါတွေလားဝေဒနာ ဝေဒနာပါဗျာ ဝေဒနာကွယ် မှန်ပါ ဘယ်မှာနာလဲမမေ့ရဘူးလား မေးရပါရဲ့ဗျာ ချီမမှနာတာပေါ့ မှန်ပါဗျာ ဒူးခေါင်းမှနာတာပေါ့ မှန်ပါဗျာ မပြောရဘူးလား ပြောရပါရဲ့ဗျာ အဲ့ဒါဟိုကနေပြီးတော့မှသင်္ခါရခန္ဓာအနေနဲ့ရေနွေးလေးပါလေးနဲ့စားကြည့်ထည့်ပြီးတော့ပွက်တဲ့နှိပ်ပြီးတော့ဆေးကြောပေးရတယ်နော် မှန်ပါဗျာ သူတွေပါလေဆေးတော့တော်လေးတက်တာတဲ့ခါကျတော့သူတွေတင့်မြတ်တဲ့ဆေးကိုလင်းရတာပေါ့ မှန်ပါ လင်းလို့ပက်တီးဆေးထားတာနော် မှန်ပါဗျာ နာဝိကြတော့တက်တာမလားဘူးလား တတ်တော်ပါပါ ဒုက္ခဝေဒနာကိုမှပေါ်တာ မှန်ပါဗျာ နာတော့ကဒုက္ခဝေဒနာနော် မှန်ပါဗျာ အဲ့ဒါလေ့လာဖို့မကောင်း ကောင်းပါရဲ့ ဘူးနာတာအပြည့်တမ်းဖြစ်တယ်လားစကတခါတဲ့တာလို့ဒုက္ခဝေဒနာကလည်းအမြဲတမ်းဖြစ်တယ်လားစကတခါအဲ့ဒါအမြဲတမ်းမဟုတ်ဘူးနော် မှန်ပါ အဲ့ဒုက္ခဝေဒနာတာဟုတ်တယ် မှန်ပါ ဒုက္ခသစ္စာမဟုတ်ဘူး မှန်ပါ ဝေဒနာဒုက္ခဝေဒနာနာမှန်တယ်နော် မှန်ပါဗျာ နတိသောသောဝိရဆိုတာမျက်စိဖွင့်တဲ့ကစ6တော်ရမှာတစ်ဖြုတ်ဖြုတ်တစ်သုတ်သုံးနဲ့ဖြည့်ပြနေတာမထင်ရှားဘူးလား သင်ရှားပါလေ အဲ့ဒါမှဒုက္ခသစ္စာအစေပြ မှန်ပါဗျာ အဲ့ဒီနေရာရောက်ကြိုးစားအထောက်မကောင်းဘူးလား ကောင်းပါရဲ့ အဲ့ဒါလွင်းနေကွယ်နော် မှန်ပါ အဲ့လိုသိုံလေးလာဖို့မကောင်းလား ကောင်းပါရဲ့ဗျာ လေးတွေမြစ်တွေပြင်းရက်ပြမဲ့ကိုလည်းပိုင်းခြားဖို့လိုတယ်နော် မှန်ပါဗျာ ဥမာလေးထေရှောင်ပြောရမှာပေါ့ မှန်ပါဗျာ ရှင်းစစ်ဖို့မကောင်းလား ကောင်းပါရဲ့ဗျာ ထေရှောင်မကြားသူကြားဘူးတတ်မယ်နော် မှန်ပါဗျာ တန်ဖြာသည်ရင်ရင်အရေးပေါ်ပေါ့ မှန်ပါဗျာ 40စိတ်ပြီးတော့စား